ဆက်လက်၍အခမ်းအနားစီစဉ်73အရာယူနစ်ကျောင်းသားကျောင်းသူများသည်အမှုပညာစွမ်းရည်နှင့်ပတ်သက်တဲ့နှလုံးရည်သားမကကိုယ်ခံပညာစွမ်းရည်နှင့်ပတ်သက်တဲ့လက်ရုံးရည်အပိုင်းမှာလည်းအားမနည်းဘူးဆိုတာကိုပြည်သက်ကြီးတို့သိအောင်ကရာတေးစွမ်းရည်ကျန်းကျင်မှုများအားတင်ဆက်ပြသသွားမှာဖြစ်လို့လက်ခုပ်ဩဘာများဖြင့်ကြိုးဆိုပေးကြပါအောင်ရှင်
陽に灼熱の拳せいやせいや汗が飛ぶ苦しみ貫く男の意地を視力を尽くし今の飛ぶ空手の道に命をかけて新鮮錬磨の荒波を胸ぐら突き刺す一撃聖剣己を叩いて明日を行け新極真新極真新極真の風が吹く新極真新極真新極真の風が吹く流れ涙と血潮が弾け高く高く月を蹴る若き獅子よ牙をむきちぎれぬ絆で友を呼べ水平線から日が昇る幾多の痛みを解き放って海に向かって息吹を吐けば強き心に夢を宿る新極真新極真新極真の風が吹く新極真新極真新極真の風が吹く新極真新極真新極真の風が吹く
ဒီနေ့ကျောင်းသားကျောင်းသူများမှာဝိပါလာဗီတာအချင်းကိုကိုရန်ဒီကိုရန်ဆိုတဲ့တဲ့များဖြင့်ဖြောပြီးတင်ဆက်တော်မှာဖြစ်လို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဆရာသမားရဲ့အားလုံးနဲ့ညီကောင်မောင်နှမအားလုံးမင်္ဂလာပါဒီ unit အကြောင်းကိုချစ်တာရယ်ပြီးတော့ဆရာသမားတွေလေးစားတာရယ်အကြောင်းဒီသင်းကိုလုပ်ဖြစ်ခဲ့တယ်ကျွန်တော်ဒီသင်းကို10တန်းနှစ်ကရေးဖြစ်ခဲ့တယ်ဆိုတော့ဒီနှစ်ကောင်လောက်မှာကျွန်တော်တို့ဘန်လိုက်တခြားပြန် try ခဲ့တယ်ပေါ့အဲကြောင့်ကျွန်တော်အခုသင်းနောက်လားလောက်နေနောက်လောက်မဟုတ်ရင်ဒီလအတွင်းတော့သင်းထွက်နိုင်ပါလိမ့်မယ်unit ဆိုတဲ့ဂုံပေါ်အတိုင်းဒီသင်းကိုကျွန်တော်တို့တမွန်ထူးခြားပြီးတော့
ဘယ်ကြောင်းနဲ့မှမတူအောင်ကျွန်တော်ဖန်တီးထားတယ်တောင်ကိုနှိုးဆွာပေးတဲ့ဆရာညာရဲ့ဝိဟံပေါ်တောင်ဖို့တောင်စုံကိုဖြောင်းလျှော်ပြေးဆွာဆရာမများရဲ့လိုရာကိုဝိုင်းသူဝိုင်းစူစေနာထားတဲ့ခိုင်ညာနဲ့ပြေဆုံးတဲ့ကိုပြေဆုံးတဲ့ပညာရေးတွေပေးတဲ့ကျွန်တော်တို့ကြောင့်တော့ကြီးမနာခင်မှာစိတ်ရဆိုပင်နေဆုံးများကပေးတဲ့အေးချမ်းမှုရှင်နေတာဘွယ်ယူဆိုင်လို့ကျွန်နာများဝေးစရာတော့ပေးတဲ့ဇာရဲ小狗就叫咩的本体耶，那个狗帮要送车杯，需要那自别了把夜内住。虽然那样丢人入那 private school。那都那偏着楼大着你有泪滴把记忆涂掉没这马吉呀刚上一场的夏季下马内乌萨下下马呀有啥呢人呀也有乌地呀呀过来山那米开内要上飞，老阿婆。
ခန်းသားစီစဉ်14ရက်2025-2026ပညာသင်နှစ်ကျောင်းပေါ်လုံးအသင်း၌ဝင်ရောက်ရှင်ပြိုင်ခဲ့ကြသောကျောင်းသားများအားဆုချီးမြှင့်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဆုချီးမြှင့်ပေးနိုင်ရန်အတွက်ဆရာဦးကျော်ငိမ့်ချမ်းအားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ2025-2026ပညာသင်နှစ်အငယ်ရန်ကျောင်းပေါ်လုံးပွဲ၌ဝင်ရောက်ရှင်ပြိုင်ခဲ့ကြရာဒုတိယဆုရရှိခဲ့ပါသောကျောင်းသားများအားဆုလက်ခံပေးရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအငယ်ရန်ကျောင်းပေါ်လုံးပွဲ၌ဝင်ရောက်ရှင်ပြိုင်ခဲ့ကြရာဒုတိယဆုရရှိခဲ့ပါသောကျောင်းသားများအားဆုလက်ခံပေးရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ2025-2026ပညာသင်နှစ်အငယ်ရန်ကျောင်းပေါ်လုံးပွဲ၌ဝင်ရောက်ရှင်ပြိုင်ခဲ့ကြရာတတိယဆုရရှိခဲ့ပါသောကျောင်းသားများအားဆုလက်ခံပေးရန်အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်2025-2026ပညာသင်နှစ်အကြီးအကျယ်ကျောင်းပေါ်လုံးပွဲ၌ဝင်ရောက်ရှင်ပြိုင်ခဲ့ကြရာတတိယဆုရရှိခဲ့ပါသောကျောင်းသားများအားဆုလက်ခံပေးရန်အတွက်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
က်ပညာသင်နှင့်အကြည်တန်းကျောင်းဘောလုံးပွဲ၌ဝင်ရောက်ရှင်ပြိုင်ခဲ့ကြရာဒုတိယဆုရရှိခဲ့ပါသောကျောင်းသားများအားဆုလက်ခံပေးရန်အတွက်ဖိတ်ခေါ်အပ်ပါရရှင်2025-2026 ပညာသင်နှင့်အကြည်တန်းကျောင်းဘောလုံးပွဲ၌ဝင်ရောက်ရှင်ပြိုင်ခဲ့ကြရာပထမဆုရရှိခဲ့ပါသောကျောင်းသားများအားဆုလက်ခံပေးရန်အတွက်ဖိတ်ခေါ်အပ်ပါရခင်ဗျာယခုလိုစုချင်းမြင်ပေးခဲ့ပါသောဆရာဦးကျော်ငိမ့်ချမ်းအားအထူးပင်ကျေးဇူးတင်ရှိရပါတယ်ရှင်ယခုအခါမှာတော့ကျွန်တော်တို့ unit ကိုပိုင်ထက်တန်းကျောင်းရဲ့ကိုစားပြုအနေနဲ့မြို့နယ်ပွဲမှာတွားရောက်ဖျော်ဖြေခဲ့ကြတော့ကျောင်းသားကျောင်းသူများမှာ We Are The World နဲ့ Zombie သချင်းများကိုတီးဆိုဖျော်ဖြေပြီးတော့မှာဖြစ်လို့လက်ခုပ်တံများနဲ့အားပေးကြပါအောင်ခင်ဗျာ
တင်နှစ်တွင် Grade 10 S1 မှာအတန်းတွင်တူးချွန်ခဲ့ကြသောကျောင်းသားကျောင်းသူများအားဆုချီးမြှင့်ပေးမှာပဲဖြစ်ပါရဲ့ရှင်။တို့ဖြစ်ပါ၍ဆုချီးမြှင့်ပေးနိုင်ရန်အတွက်ဆီယမဒေါ်စိန်ထွေးအားလေးစားစွာဖိတ်ခေါ်အပ်ပါရဲ့ရှင်။ Grade 10 S1 အတန်း၌ပထမဆုရရှိခဲ့ပါသောအဖဦးဝင်းခိုင်ဤသားမောင်ဖုံးစေရမင်းဒုတိယဆုရရှိခဲ့ပါသောအဖဦးစောလင်းဤသားမောင်ဖြိုးမင်းတန်ဒုတိယဆုရရှိခဲ့ပါသောအဖဦးကြီးငွေဤသမီးမတ်စုရရီနိုင်တတိယဆုရရှိခဲ့ပါသောအဖဦးစောကျင်ထွန်းဤသားမောင်မြန်လင်းခန့်တို့အားဆုလက်ခံရယူရန်အတွက်ဂုဏ်ယူဝင်ကြွားစွာဖြင့်ဖိတ်ခေါ်အပ်ပါရရှင်2024-2025 ပညာသင်နှစ်တွင် Grade 10 S2 တန်း၌ပထမဆုရရှိခဲ့ပါသောအဖဦးစန်းဝင်းဤသားမောင်ထောက်ဝေအောင်ဒုတိယဆုရရှိခဲ့ပါသောအဖဦးတန်းထွတ်ဤသမီးမချစ်သက်လျာတတိယဆုရရှိခဲ့ပါသောအဖဦးကျော်စိုးလင်းဤသမီးမချိုစင်လင်းတို့အားဆုလက်ခံယူရန်အတွက်ဖိတ်ခေါ်အပ်ပါရခင်ဗျာဆက်လက်၍ 2024-2025 ပညာသင်နှစ်တွင် Grade 11 S1 မှာအတန်းတွင်ထူးချွန်ခဲ့ကြသောကျောင်းသားကျောင်းသူများအားဆုချီးမြှင့်ပေးမှာပဲဖြစ်ပါရဲ့ရှင်။2024-2025 ပညာသင်နှစ်တွင် Grade 11 S1 အတန်း၌ပထမဆုရရှိခဲ့ပါသောအဖဦးအာကာကျော်ဟင်ဤသားမောင်ချမ်းမြေဝေဟင်ဒုတိယဆုရရှိခဲ့ပါသောအဖဦးတန်းစောဝင်းဤသားမောင်ရှင်တန်အောင်ဒုတိယဆုရရှိခဲ့ပါသောအဖဦးစောထက်ဤသမီးမတ်မြတ်ဝီစောတို့အားဆုလက်ခံရယူပေးပါရန်ဂုဏ်ယူဝင့်ကြွားစွာဖြင့်ဖိတ်ခေါ်အပ်ပါရရှင်2024-2025 ပညာသင်နှစ်တွင် Grade 11 S2 အတန်း၌ပထမဆုရရှိခဲ့ပါသောအဖဦးသိန်းတင်ဤသားမောင်အောင်မင်းထက်ဒုတိယဆုရရှိခဲ့ပါသောအဖဦးငိမ့်ကျော်လင်းသမီးမတ်စုမွန်ထက်တို့အားဆုလက်ခံရယူရန်အတွက်ဖိတ်ခေါ်ပါရခင်ဗျာယခုလိုဆုချီးမြှင့်ပေးရပါသောဆီယမဒေါ်စိန်ထွေးအားဥပင်ကျေးဇူးတင်ရပါရရှင်ဆက်လက်၍ 2024-2025 ပညာသင်နှစ်တွင် Grade 4မှာအတန်းတွင်ထူးချွန်ခဲ့ကြသောကျောင်းသားကျောင်းသူများအားဆုချီးမြှင့်ပေးမှာပဲဖြစ်ပါရဲ့ရှင်။တို့ဖြစ်ပါ၍ဆုချီးမြှင့်ပေးနိုင်ရန်အတွက်ဆရာမဒေါ်ညွှန့်ရွှေအားလေးစားစွာဖိတ်ခေါ်အပ်ပါရဲ့ရှင်။2024-2025 ပညာသင်နှစ်တွင် Grade 4 A အတန်း၌ပထမဆုရရှိခဲ့ပါသောအဖဦးတင်လွင်ဦးဤသားမောင်ဆွဲရဲရင်ဦးဒုတိယဆုရရှိခဲ့ပါသောအဖဦးရဲလင်းကျော်ဤသားမောင်အာကာမြင့်မြတ်တတိယဆုရရှိခဲ့ပါသောအဖဦးထွန်းမင်းတန်ဤသားမောင်ချစ်မင်းတန်ဦးတို့အားဆုလက်ခံရယူပေးရန်အတွက်ကိုယူဝင့်ကြွားစွာဖြင့်ဖိတ်ခေါ်အပ်ပါရရှင်Grade 4 B အတန်း၌